ရက်မှာပွင့်ထွက်သွားမယ်အမဲသားပူဆက်ဆက်ဟင်းလေးချက်စားကြည့်ရအောင်နော်အသားဟင်းနဲ့ချက်ရင်အဓိကကအနက်အရသာပါပဲဒီနေ့မှာအနက်နဲ့တင်ဘိုက်စာသွားစီမယ်အမဲသားဟင်းမွေးမွေးလေးချက်မှာမလို့ပြည့်ဝက်ချက်ကိုလိုက်ကြည့်ပေးပါအောင်နော်ထုံးစံအတိုင်းအရွယ်တော့အမဲသားတုံးလေးတွေကိုစားစနုံးချက်သားမုံနဲ့ရှောက်တီးထည့်ပြီးတော့ကြတော့နာနာနေပြီးတော့နှက်ထားပါမယ်ပြီးရင်တော့ဒီဟင်းရလေးရဲ့လျှို့ဝှက်ချက်ဖြစ်တဲ့အမပန်းခေရာထုတ်တဲ့ဟင်းချက်အနှစ်လေးကိုထည့်ပြီးတော့နှဲပါမယ်ဒီဟင်းချက်အနှစ်ထုတ်ကအရေးအနှစ်တွေမဟုတ်ဘဲနဲ့ခက်ချောက်ချောက်လေးလုပ်ပေးထားရပေါ့နော်အထုပ်ကိုဖွင့်လိုက်တာနဲ့အနက်ကအရန်ကိုမွေးပါတယ်ပြင်းတော်သိရွက်တွေကိုလည်းအများကြီးထည့်သုံးပေးထားပါတယ်အနှစ်လောက်မှာအချိန်မပေးချင်တဲ့သူတွေအတွက်တော့အဆင်ပြေပါရဲ့နော်ယူလီယာကတော့အနှစ်များများလေးထည့်ချင်လို့စက်တုံနီထပ်ပြီးတော့ထည့်ပါအောင်မယ်အသားဟင်းအနှစ်တွေကိုထမင်းနဲ့နယ်စားရတာအရန်ကြိုက်ပါတယ်အဲဒါကြောင့်မလို့စက်တုံနီအများကြီးထည့်ထားပါတယ်ရှင်စက်တုံနီတွေကိုလှီထားပြီးတော့ကြတော့ကျိတ်ဆက်ထည့်ပြီးတော့ကြိတ်ပါမယ်မျိုးသီးမုံလေးထည့်ပြီးတော့ကြိတ်မယ်နော်တကယ်တော့ဟင်းအနှစ်ကငရုတ်စုံထဲမှာထားရင်ပို့ပြီးတော့ကြတော့စီစီပိုင်လေးနဲ့ပို့ချက်လို့ကောင်းပါတယ်ပြီးရင်တော့စီပူထဲမှာထည့်ပြီးတော့ကြတော့စီတက်ပါမယ်စီတက်တဲ့အခါမှာစက်တုံနီကိုယူရတော့နာလေးလုံးပါတယ်စနုံးလေးထည့်ပြီးတော့ကြတော့ငရုတ်သီးရောင်တင်မုံလေးထည့်ပြီးတော့ကြတော့စီတက်ပါတယ်ဟင်းရဲ့အယောင်လှဖို့အတွက်ငရုတ်သီးရောင်တင်မုံထည့်ပြီးတော့သုံးတာပါပြီးတော့ကြတော့နိုင်ဝက်လောက်ထည့်ပြီးတော့ကြတော့နှက်ထားတဲ့မဲသားတွေထည့်ပြီးတော့ကြတော့လုံးပါမယ်မဲသားတွေကိုအရင်ဆုံးဒီစီပူထဲမှာပဲခက်ကြလုံးမိကန်မှာရေထည့်ပါမယ်နော်ဒီကတော့မက်ခရိုအမဲသားကိုဝယ်ပြီးတော့သုံးထားပါတယ်မက်ခရိုအမဲသားကအသားနူးညံ့လို့ရေလည်းအများကြီးထည့်ကြမလို့ပေါ့နော်ပြီးတော့ကြလုံးတဲ့အခါမှာရေလည်းအရန်မထွက်ပါဘူးပြီးတော့ရေ2ခါလောက်ထည့်ပြီးတော့ကြတော့ချက်လိုက်ပါတယ်အရသာပေါ့ငံနီးပြီးတော့ကြတော့လိုအပ်ရင်ထပ်ပြီးတော့ထည့်နိုင်ပါတယ်နော်အသားရဲ့ရသာတွေဝင်အောင်ခက်ကြလေးလုံးပြီးတော့ချက်လိုက်ပါတယ်ကိုလိုချင်တဲ့အသားနေထားရမရစစ်ကြည့်ပြီးရင်ချနိုင်ပါပြီနော်အသားဟင်းရဲ့အသက်ကဟင်းခက်မွေးကြိုင်ဆိုတာအမှန်ပဲနော်ပြီးလျာကပုံမှန်ဆိုရင်ဟင်းခက်မွေးကြိုင်သိမ့်မသုံးဖြစ်ပါဘူးအမပန်းခေရဲ့ဟင်းချက်အနှစ်ထုံလေးကပုံမှန်ချက်နေကြဟင်းကိုတမူထူးခဲစီတာမို့အရန်ကောင်းလို့လက်တို့လိုက်ပါရနော်